Okay, အားလုံးမင်္ဂလာပါကျွန်တော်ကိုရှယ်လေးပါကျွန်တော်ပြောထားတဲ့အချိန်တနည်းနည်းလေး10မိနစ်လောက်စောမယ်ထင်တယ်ကျွန်တော်တက်လာပါပြီတာလီစွာပါမငေးရအောင်ပါမိုင်းစုံခပါကျွန်တော်ကိုရှယ်လေးပေးထားတဲ့အချိန်ဒီတိုင်းကျွန်တော်ပြောပြဖို့ရှိလို့ကျွန်တော်တက်လာတာဖြစ်ပါတယ်ဟုတ်ကဲ့ကြားလားခင်ဗျာโอเคအဲ့ဒါဆိုရင်ကျွန်တော်ပြောစရာရှိတာတွေကိုတော့ကျွန်တော်ရှင်းပြပြောသွားမယ်ဗျာဟိုတက်လာတဲ့လူတွေနားထောင်မဲ့သူတွေကနောက်ပိုင်းကျွန်တော်ရဲ့ဒီ live show မှာပြန်နားထောင်လို့ရမယ်ဗျာကျွန်တော်လည်းရုံးကပြန်လာတယ်ဒီမှာကျွန်တော်တို့စီကညပါဗျာနော်ဆိုတော့တရုတ်ကဒီ American Israel Iran ဖြစ်နေတဲ့စစ်ပွဲကိုမျက်စောင်းထိုးလာပြီလို့ကျွန်တော်ပြောတာဒါတကယ်အမှန်ပါခင်ဗျားတို့မယုံရင်လဲတမ်မရာကြီး Trump တာဝန်ယူထားတဲ့ Truth ထဲမှာလဲ Truth Social Media ထဲမှာသွားကြည့်လို့ရတယ်ဒါမှမဟုတ်လဲ President for Trump ဆိုရယ် President for Trump ဆိုရယ်ဒီ Facebook page မှာလဲသွားကြည့်လို့ရနော် Yeah ကျွန်တော်ရုံးမှာဒီနေ့အစည်းအဝေးရှိတယ်တရုတ်ကဝင်လာရင်တို့ဘလို့ဟိုရင်းကျွန်တော်တို့အကုန်လုံးကြိုးဆိုတယ်တရုတ်ဒီစစ်တဲကိုပါလာဖို့အတွက်ကြိုးဆိုတယ်ပါလာဖို့လဲလူလားတယ်ဒါအမှန်တကယ်ပြောတာဘာဖြစ်လို့လဲဆိုတော့တရုတ်ကိုပျက်စီးကြောင်းဖြစ်ကျွန်တော်တို့လူလာတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ disclaimer ကိုပြောချင်တာကျွန်တော်ရဲ့အယူအဆနဲ့အမြင်ကိုဒီနေ့ပြောသွားမှာဖြစ်ပါတယ်အမေရိကန်အစိုးရနဲ့မဆိုင်ပါဘူးကျွန်တော်ကတော့ဝန်ထမ်းတစ်ယောက်ပါဒါပေမဲ့အမေရိကန်အစိုးရရဲ့ကိုယ်စားကျွန်တော်ပြောတာမဟုတ်ပါဘူးဟုတ်ပြီနော်ဆိုတော့အီရန်မှာဖြစ်နေတဲ့ပြဿနာဟာဟိုအီရန်ကမှားသလားအမေရိကန်မှားသလားအစ္စရေးကမှားသလားကျွန်တော်တို့အမှားဆောက်ပြီးဖြေရှင်းရမှာထက်ကျွန်တော်လူသားတွေရဲ့အတိဒုက္ခရောက်မှုတွေလူသားတွေရဲ့လွတ်လပ်ခွင့်တွေလူသားတွေရဲ့ငြိမ်းချမ်းမှုတွေကိုပဲကျွန်တော်တို့အဖြေရှာရမှာလीနော်ဟိုပြောချင်တဲ့အကြောင်းအရာကရိုးရိုးရှင်းရှင်းလေးပါကဲအီရန်ကိုအမေရိကန်တိုက်ပြီအစ္စရေးကတိုက်ပြီအီရန်ကလည်းပြန်ချပြီHamas ရေလက်ကြားမှာဖြစ်နေတဲ့ပြဿနာပေါ့ဗျာတရုတ်ကဘာကြောင့်မျက်စောင်းထိုးလာတယ်လဲဆိုတဲ့အခြေအနေကိုကျွန်တော်ပြီးရင်ကျွန်တော်ရဲ့ဒီ live အောက်မှာကျွန်တော်ရေးထားပေးလိုက်မယ်အဲ့ဒီကျွန်တော်ရဲ့ဒီ live show အောက်မှာတွေ့ရတဲ့ဥစ္စာအဲ့ဒီဟိုဘယ်လိုပြောမလဲမိုဒီကိုတိုင်လိန်တာအိန္ဒိယဝန်ကြီးချုပ်မိုဒီကိုတိုင်လိန်ထားတဲ့ဥစ္စာကိုအိန္ဒိယသတင်းဌာနကပဲပြန်ဖော်ပြထားတာနော်ဆိုတော့ဒီအီရန်ကအိန္ဒိယမှာစီးရေးလာလေ့ကျင့်တယ်လာလေ့ကျင့်တဲ့အချိန်ပြီးဆုံးရန်2ရက်အလိုမှာပဲဒီစစ်ပွဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီပင်လယ်ကွေ့တစ်ခုလုံးနဲ့အဲ့ဒီအိန္ဒိယသမုဒ္ဒရာတစ်ခုလုံးကိုအမေရိကန်ကလွှမ်းမိုးထားပြီးတော့မှဒီစစ်ပွဲကိုဖြစ်တယ်ဆိုတော့အိန္ဒိယအစိုးရကဒီအီရန်ဟိုစစ်သင်းဘောကိုအီရန်နိုင်ငံကိုပြန်သွားဖို့မစီလွှတ်တဲ့ဘူးခွင့်လည်းမပြုတဲ့ဘူးယာယီနေထိုင်ခွင့်တွေခိုလုံခွင့်တွေပေးတဲ့ဒါကိုသူတို့ကအခုမှပေးတာဒါအိန္ဒိယရဲ့တန်ခင်းတမန်ခင်းကစားပုံကိုကျွန်တော်ပြောပြတာနော်ဘာလို့ဒီမိုဒီဆိုတဲ့ကလားကလည်းအရန်လေတဲ့ကလားဒါပေမဲ့ तू တပတ်မပြည့်ဘူးလို့ तू လေတာနော်ဆိုတော့သူတို့စီရေးလေ့ကျင့်မှုအတွက်စီရေးလေ့ကျင့်တယ်ဆိုတာဗျာသမုတ်တရားအတွင်းလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိုလေ့ကျင့်တာပါဒါကိုလည်းကျွန်တော်တို့သိပါတယ်ဆိုတော့ဟိုနိုင်ငံကိုတိုက်ခိုက်ဖို့ဒီနိုင်ငံကိုတိုက်ခိုက်ဖို့လင့်ကြည့်တဲ့စီရေးလေ့ကျင့်မှုမျိုးပုံစံမဟုတ်ဘူးเนาะဆိုတော့ပူးပေါင်းဆောင်ရွက်ပြီးတော့တနိုင်ငံနဲ့တနိုင်ငံဆက်သွယ်မှုမမှားယွင်းအောင်เนาะအဆက်အသွယ်တိတိကျကျဆောင်ရွက်နိုင်အောင်အဲ့လိုလေ့ကျင့်ကြတာဗျာဆိုတော့ဒါပေမဲ့ဒီအီရန်ကလာရောက်ပြီးတော့အိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်တယ်နော်ဒါကျွန်တော်အမျိုးတွေအိန္ဒိယကွန်ဂရက်ထဲမှာရှိတယ်ကျွန်တော်ဒီဥစ္စာတွေအကုန်ရှင်းပြတယ်ရှင်းပြတော့သူတို့လည်းတန်းတော်ဖြစ်တယ်ပြီးတော့ဒီလိုစစ်ဖြစ်နေတဲ့အချိန်မှာအိန္ဒိယကဒီအီရန်စစ်တင်မောကြီးကိုပြန်သွားဖို့အဲ့လိုမလုပ်သင့်ဘူးပေါ့ဗျာနော်အခုဩစတြေးလျမှာဖြစ်နေတဲ့ပြဿနာပေါ့ဟိုအီရန်ကသွားပြီးတော့ဘောလုံးကန်တဲ့အီရန်အမျိုးသမီးအသင်းကိုအီရန်ကိုပြန်သွားရမယ်ဆိုတဲ့ကိစ္စကိုဒီလိုစစ်ဖြစ်နေတဲ့အချိန်ကြီးမှာပြန်သွားလို့မသင့်တော်ဘူးဆိုတော့ဒီဩစတြေးလျနိုင်ငံသူနိုင်ငံသားတွေပါပါတယ်
ဆန္ဒပြပြီးတော့ဩစတြေးလျအစိုးရကိုဝိုင်းဝန်းပြီးတော့ဟိုတင်းကြတာပေါ့ဗျာဟိုတောင်းဆိုကြတယ်ဘောလုံးအသင်းဒီအီရန်ဘောလုံးအမျိုးသမီးအသင်းကအီရန်ကိုပြန်သွားတဲ့အချိန်မဟုတ်တဲ့အတွက်ဩစတြေးလျကလိုအပ်တဲ့အကူအညီနဲ့ခိုလုံခွင့်ပေးထားဖို့လိုအပ်တယ်လို့ The President for Trump ဆိုတဲ့ page မှာရေးထားပြီးသားတွေနော်ဆိုတော့ the President for Trump ဆိုတဲ့ဒီ page မှာရေးထားတာကိုတွားကြည့်လို့ရတယ်ဗျခင်ဗျားတို့အဲ့ဒီမှာသူတာဝန်ခံမှုနဲ့တင်နေတဲ့ page ဗျခင်ဗျားတို့ဒါကျွန်တော်ပုံမှန်လင်းပြောပြတာနော်အားလုံးလည်းသိအောင်ကျွန်တော်ပြောပြတာဆိုတော့အခုကျွန်တော်ပြောရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်ခုနတင်ထားတဲ့ကျွန်တော်ကြီးညာရဲ့ဓာတ်ပုံရဲ့တောက်လေးမှာတွားကြည့်လိုက်ဘာလို့ American Insurance နဲ့ American Flag လွှင့်ထားတဲ့ရေနံတင်သင်္ဘော 1.5 တန်းဂါလန်ပါတဲ့ရေနံတင်သင်္ဘောကြီးကိုအီရန်ကတိုက်လိုက်တာအီရန်က drone နဲ့ပစ်ပြီးတော့မီးလောင်သွားတာအဲ့ဒီမီးလောင်သွားပြီးတဲ့အချိန်မှာမှနောက်ပိုင်း9နာရီအကြာမှာအမေရိကန်ကအိန္ဒိယထွက်လာတဲ့လာရောက်ပြီးတော့ပင်လယ်ပြင်လုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလေ့ကျင့်တဲ့အီရန်ရဲ့စစ်သင်္ဘောကိုပြစ်မြုပ်လိုက်တာဗျဒါနံပါတ်1ကျွန်တော်ပြောပြနံပါတ်2ကိုထပ်ပြောပြမယ်ကျွန်တော်ပြောတာကိုပဲကျွန်တော်တာဝန်ယူတယ်တရုတ်ကရင်ငုတ်သင်္ဘောတွေတကယ်ကဲနဲ့အိန္ဒိယသမုဒ္ဒရာထဲဝင်လာဖို့လုပ်နေတာဆိုတော့တရုတ်ကလည်းမင်းတို့ဝင်လာလဲငါတို့ပြစ်မြုပ်လို့ရတယ်ဆိုတဲ့လက်ဆင့်ပြလိုက်တာအိန္ဒိယသမုဒ္ဒရာဟာငါတို့လွှမ်းမိုးထားပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့ဒါခင်ဗျားတို့ကိုကျွန်တော်ခင်ဗျားတို့သတင်းပေါ်မှာတွေ့တာကိုခင်ဗျားတို့စဉ်းစားတာဗျအနောက်ကအကြောင်းအရာတွေဖြစ်နေတဲ့အကြောင်းအရာတွေမစဉ်းစားဘူးဒါဆိုရင်ဂိုးရှယ်ဟုတ်ရဲ့လားဆိုရင်ကျွန်တော်ရဲ့ဒီ live show ပြီးတဲ့အောက်မှာကျွန်တော်ရေးထားပေးမယ်ကျွန်တော် link ပေးထားမယ်တော့ဝင်ကြည့်ဗျအဲ့အိန္ဒိယကလာရှင်းပြနေတာကိုခင်ဗျားတို့နားထောင်ကြည့်ဗျနော်ဆိုတော့ဒီလိုအချက်လက်တွေကိုကျွန်တော်ပြောတာဒါနံပါတ်1ပါဒီအီရန်စစ်သင်္ဘောနှိမ့်မြုပ်လိုက်တာကျွန်တော်အနေနဲ့ဟိုနှစ်သက်သလားထောက်ခံသလားလို့ကျွန်တော်မထောက်ခံပါဘူးကျွန်တော်မနှစ်သက်ပါဘူးဒါပေမဲ့ဒီဟာမော့စ်ရေလက်ကြားတွေကထွက်လာတယ်နော်အဲ့ဒီ American စီတင်သင်္ဘောကြီးပေါ့လေ American စီတင်သင်္ဘောဆိုတာဟို American Insurance ယူထားတဲ့စီတင်သင်္ဘော American ကိုစီလာပို့မဲ့သင်္ဘောမဟုတ်ဘူးဒါလည်းနားလည်အောင်ပြောပြအောင်မယ် American အီရန်ကထွက်တဲ့ရေနံစီပုံမှီခိုနေတဲ့ကောင်မဟုတ်ဘူး American စီလိုခြင်းလို့တိုက်တယ်ဆိုတာလည်းမှားနေတယ်အမှန်တော့အဲ့ဒီစီတွေကိုရောင်းဝယ်ဖောက်ကားနေတဲ့ဥစ္စာအလုံးကိုတရုတ်ယွမ်နဲ့မလုတ်ပဲနဲ့ American အရင်တော့ရှိခဲ့တဲ့စာချုပ်တွေ OPEC ကလက်ခံထားတဲ့နော်ဒီငွေကြေးဆိုင်ရာစနစ်တွေနဲ့ဆောင်ရွက်ဖို့အခြေအနေကိုပဲ American သွားတာတရုတ်ယွမ်နဲ့ရောင်းဝယ်တဲ့ကိစ္စကို American လက်မခံတာဗျဒါကျွန်တော်ပြောခဲ့ပြီးပြီခင်ဗျားတို့နော်ဟိုရတဲ့ကျွန်တော်လာမစဲနဲ့ကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်မှန်ကန်ပြောပြတာဆိုတော့အခုဖြစ်နေတဲ့ပြဿနာကတရုတ်ကရောခင်ဗျမုန်းနေဆိုကျွန်တော်မမုန်းဘူးဒါပေမဲ့ကျွန်တော်တရုတ်ကိုမကြိုက်တာနှစ်ခုရှိတယ်ဗျနံပါတ်1ကတော့တရုတ်ကအသစ်မရှိဘူးဗျလိုက်နာစောက်ထင်းရမယ်စီကံကျင့်ဖို့တရုတ်မှာမရှိဘူးဗျပြီးတော့တရုတ်မှာနိုင်ငံတကာ protocol တွေ convention တွေကထိုင်ပြောနေတာဘယ်နိုင်ငံပေါ်ကိုမှတရုတ်စီးပွားရေးရလူမှုရေးရဆက်ဆံလိုက်တဲ့နိုင်ငံပေါ်မှာကုလသမဂ္ဂရဲ့ protocol တွေကုလသမဂ္ဂရဲ့ convention တွေကိုလိုက်နာပြီးဆက်ဆံနေတာမရှိဘူးဗျခင်ဗျားတို့ရှိရင်ကျွန်တော်ပြစမ်းပါကျွန်တော်ကြည့်ကြလို့ပါခင်ဗျဗမာပြည်မှာလာချုပ်တဲ့အထည်ချုပ်စက်ရုံဟာတရက်ကိုဗျာကဲခင်ဗျစဉ်းစားကြည့်1000ပေးရင်တောင်မှ$2ခွဲပဲရှိတယ်ခင်ဗျ$2ခွဲနဲ့စက်ချုပ်တဲ့အတိုင်းပြည်ကမ္ဘာမှာမရှိဘူးဗျနော်ဘင်္ဂလားဒေ့ရှ်တောင်မှာ$9ရနေဒါကျွန်တော်အမှန်တိုင်းပြောပြတာဆိုတော့ဗမာတနိုင်ငံကိုပဲ ILO ဥပဒေတွေရောလေဘာဥပဒေတွေရောချိုးဖောက်ပြီးတော့လှုပ်ချင်အောင်လှုပ်လို့ရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ဗမာနိုင်ငံလူနိုင်ငံသားတွေကိုပြောပြချင်တာဗမာနိုင်ငံမှာဆက်ချုပ်နေတဲ့လူတွေအားလုံးဟာတရုတ်လာလုပ်တဲ့ကုမ္ပဏီတွေအားလုံးမှာတရက်ကို$2လောက်ပဲရတယ်ကမ္ဘာမှာ$2ရတဲ့တိုင်းပြည်မရှိတော့ဘူးဗျ